ကဲဒီကကျွန်တော် sharing လုပ်ပြီးမှာကတော့ကျွန်တော်တို့ဒီနိုင်ရွှေ့တဲ့ဟာပေါ့နော်နိုင်ရွှေ့တဲ့ဟာမှာကျွန်တော်တို့ဒီ dateline ကိုဖြတ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ရွှေ့တဲ့ဟာလေးပေါ့နော်အဲအားလေးကိုမေးနေတဲ့လူတွေအတွက်ကောကျွန်တော်ဒီတဲ့လူတွေအတွက်ကောပါနော်ဒီမှာတော့ကျွန်တော်ဂျပန်ကနေပြီးတော့ကျွန်တော်ကာရှိမာကနေပြီးတော့ကျွန်တော်တို့ပါပူဝါကိုသွားတယ်ပနာမာကိုသွားတဲ့လမ်းကြောင်းလေးပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်ဒီ dateline နဲ့ဖြတ်ထားတယ်ဆိုတော့လေအဲ့ဒါလေးနိုင်ရွှေ့တဲ့ဟာလေးကျွန်တော်ပြပြပါဖြစ်ပါတယ်အလွယ်ကူဆုံးပေါ့နော်အလွယ်ကူဆုံးဖြစ်တာဒါဆိုအရင်ဆုံးကျွန်တော်တို့ဒီဂျပန်ရဲ့ကျွန်တော်တိုင်းစုံပေါ့ +9 ပေါ့ပြီးလို့ရှိရင်ဒီပနာမာရဲ့တိုင်းစုံကျွန်တော်တို့က -5 ဒါတော့ volume 2မှာကျွန်တော်ကြည့်လိုက်လို့ရှိရင်တွေ့ပါဘောနော်တွေ့မယ်ဆိုတော့ +9 ကနေပြီးတော့ကျွန်တော်တို့ -5 တိနိုင်ရွှေ့ရမှာလေပေါ့နော်ဒီတော့နိုင်ရွှေ့ရမှာလေကျွန်တော်သိရမယ်နိုင်ရွှေ့ရမှာမသိလဲကျွန်တော်တို့ကဇယားကွက်လေးဟိုနိုင်လေးကျွန်တော်ချရေးလိုက်ရပါတယ်ချရေးလဲဆို +9 +10 +12 ပြီးလို့ရှိရင် -11 -10 အဲဒီမျိုးလေးကျွန်တော်ချလိုက်လို့ရှိရင်ကျွန်တော်10နာရီ10နာရီရမှာပေါ့နော်10နာရီကျွန်တော်ရွှေ့ရမယ်ဆိုတော့ကျွန်တော်သိသွားလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က10နာရီရွှေ့ရမယ်သိသွားပြီကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်စာရွက်ကျန်းလေးပေါ်မှာကျွန်တော်ဇယားကွက်10ကွက်ပေါ့ချလိုက်လေရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒီမှာကျတော့ကျွန်တော်ကွက်လေးကိုဒီဟိုလေးကွက်တက်မှာကျွန်တော်ဟိုလေးဇယားလေးလောက်ထားလိုက်တာပေါ့နော်ဇယားလေးလောက်ထားလိုက်ပြီးတော့ဒီမှာကျွန်တော်အခုဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ဒီမှာ +9 ပေါ့+9 ပြီး +10 ဒါတိုင်းစုံလေးကောင်းဒါတိုင်းစုံလေးပေါ့နော်ဒီကောင်းလေးတိုင်းစုံလေးတွေကျွန်တော်ဟောဖြစ်တာဒါ plus ဒီကောင်းတိုင်းစုံလေးတွေကိုကျွန်တော်ဟောလေးလောက်တာပေါ့ကာလာလေးပို့ပြီးတော့ဖြစ်သွားတိုင်းစုံလေးတွေကျွန်တော်ကာလာလောက်လိုက်ဒါတိုင်းစုံလေးကာလာလောက်တော့-5ဆိုတော့တိုင်းစုံလေးဆိုကျွန်တော် +9 +10 ကျွန်တော်တို့ +11 +12 ဒါတော့ dateline မှာ night ဟို date လုံးမယ်ဟာပေါ့နော်အဲ့မှာ -+ ကနေ - ဖြစ်မယ်ပြီး -11 -10 နာရီရွှေ့ရမယ်အဲ့တော့တခုသတိထားမှာကျွန်တော်တို့ကဒီ dateline ကိုတောင်ကြီး180ကိုရောက်တဲ့ချိန်မှာ3နာရီရွှေ့ရမှာ+9 နဲ့ +10 +11 +12 3နာရီရွှေ့ပြီးသားဖြစ်ရမယ်အဲ့ဒါကိုကျွန်တော်ကဘာနဲ့ကြည့်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဒါ edit မှာရှိပြီးသားပေါ့နော် edit မှာကျွန်တော်ဒီထည့်လိုက်တာနဲ့ကျွန်တော် waypoint တော့ထည့်ရမှာပေါ့နော်ဒီ dateline အတွက် waypoint တွေထည့်လိုက်တာကျွန်တော် ETA ကြည့်လို့ရတာပေါ့ ETA ဒါတော့ကျွန်တော်ဟိုနိုင်မရွှေ့တာ3နာရီမရွှေ့တာတဲ့ဟာပေါ့အဲ73ရက်နေ့ကျွန်တော်ရောက်မယ်73ရက်နေ့ကျွန်တော်တို့ဒါဆိုရင်နေ့လေပေါ့16နာရီရောက်အဲတော့အဲ့ဒီပိုင်းကိုကျွန်တော်အရင်ရွှေ့ကြည့်လိုက်မယ်ဒီပိုင်းကိုကျွန်တော်ရွှေ့မယ်ဆိုတော့တင်မောကဘယ်ချိန်ထွက်မှာလဲဘယ်တော့ထွက်မှာလဲဆိုအခုကျွန်တော် ETD ကိုဒါ planet speed က11တော့ပေါ့နော် ETD ကိုကျွန်တော်တို့ဒီ6ရက်နေ့4နာရီပေါ့ညနေ4နာရီကျွန်တော်တင်မောထွက်မယ်ညနေ4နာရီတင်မောထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်က6ရက်နေ့ညနေ4နာရီပေါ့နော်16ရတဲ့ကျွန်တော်တင်မောထွက်မယ်ထွက်တဲ့နေ့ပဲကျွန်တော်ကဒါနိုင်ရွှေ့မယ်ဒါထုံးစံပဲကျွန်တော်နိုင်အများကြီးရွှေ့ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ထဲကိုထည့်ထားပါဘောနော်ကြည့်ပြီးတော့ကျွန်တော်ထွက်တဲ့ညမှာညနေ4နာရီထွက်တယ်ဆိုလို့ရှိရင်ညကျွန်တော်စပြီးတော့နိုင်ရွှေ့လိုက်မယ်ရွှေ့လိုက်လို့ရှိရင်ဒီနေ့6ရက်9လဒီနေ့တင်မောထွက်ပြီအဲ့ဆိုရှင်ဘယ်နေ့ရောက်သွားမလဲဆိုတော့9ရက်နေ့ရောက်ပါမှာပေါ့9ရက်9လဆိုတော့ကျွန်တော်တို့ +10 ဖြစ်သွားမယ်9ရက်9လမှာ +10 ဖြစ်သွားမယ်+10 ဖြစ်သွားတော့ကျွန်တော်တို့နိုင်ယူကျွန်တော်တို့နိုင်ယူကျွန်တော်ဇက်တိုက်မရွှေ့ဘူးတရက်နာမယ်တရက်နာပြီးရွှေ့မယ်9ရက်ဆို10ရက်နေ့တရက်နာမယ်တရက်နာတော့9ရက်နေ့မှာကျွန်တော်ရွှေ့မယ်9ရက်နေ့မှာကျွန်တော်ရွှေ့လိုက်လို့ရှိရင်10ရက်နေ့ကြာလို့ရှိရင်ကျွန်တော်တို့ +11 ဖြစ်သွားမှာပေါ့အဲ့တော့10ရက်နေ့တရက်နာမယ်ဆိုတော့17ရက်နေ့တရက်နာမယ်12ရက်နေ့မှာကျွန်တော်ရွှေ့မယ်17ရက်နေ့တရက်နာလိုက်မယ်12ရက်နေ့ကျွန်တော်ရွှေ့လိုက်မယ်ဆိုလို့ရှိရင်13ရက်နေ့မှာကျွန်တော်တို့ +12 ဖြစ်သွားပြီဒါကျွန်တော်တို့ရဲ့ဒီ ETA ကလည်းခုနကတော့ဒီမှာဒီ dateline ကိုရောက်မယ် ETA ကကျွန်တော်ကြည့်လိုက်တော့73ရက်9လ2024ညနေပေါ့ညနေ evening ဒါလည်းပါခုနကတော့ကျွန်တော်ကြည့်တဲ့16နာရီအဲဒီမှာ16နာရီလောက်ရောက်ပြီဒီမှာနော်16နာရီကျွန်တော်ရောက်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ ETA နဲ့ဒါကျွန်တော် plan လုပ်ထားတဲ့ဟာနဲ့ကျွန်တော်ကွက်တိကျသွားကြတယ်73ရက်နေ့မှာကျွန်တော်ရှိအဲတော့73ရက်နေ့မှာကျွန်တော်တို့က dateline ကိုရောက်ပြီဆိုတဲ့အတွက်ကျွန်တော်ကနိုင်တွေကကျွန်တော် retard တွေကျွန်တော် advance တွေလောက်လာပါတော့ advance eastbound သွားတာဆိုတော့ကျွန်တော် advance တွေကျွန်တော်လောက်လာတယ်မှာရေးထားပါတယ် eastbound သွားရဲဆိုတော့ကျွန်တော်တို့advance တွေလောက်လာပြီး date ကိုကြာကျွန်တော် retard လောက်တရက်ကျွန်တော်တို့2ရက်ထပ်သွားပါဦးနော်နောက်ပြန်ဆုတ်လိုက်2ရက်လောက်လိုက်တယ်ဆိုတော့1 day retard အဲဆို -12 ဖြစ်သွားမယ်။အဲ့ဒါဖြစ်သွားမယ်73ရက်နေ့
2ရက်ဖြစ်သွားပါ73ရက်နေ့ကျွန်တော်2ရက်ဖြစ်သွားမယ်73ရက်နေ့2ရက်ဖြစ်သွားပြီးရောမှကျွန်တော်တို့ရဲ့ဒီ Papua ETA ကိုကျွန်တော်တစ်ချက်ကြည့်လိုက်Papua ရောက်မယ်ကျွန်တော်တို့ plan လုပ်ထားတဲ့ဟာနဲ့ ETA ကဘယ်နေ့လဲဆိုတော့4ရက်8လ8လပိုင်း4ရက်နေ့8လပိုင်း4ရက်နေ့ဆိုတော့ကျွန်တော်တို့ဒီမှာ4ရက်8လ4ရက်8ရက်ကျွန်တော်ဒီ video ETA ကျွန်တော်ပြထားအဲ့တော့ကျွန်တော်ဒီမှာနိုင်ယူကျွန်တော်ခုနလိုပဲကျွန်တော်ရွှေ့သွားလိုက်မယ်ဖြည့်လိုက်မယ်ဆိုတော့73ရက်နေ့ဆိုတော့ကျွန်တော်တို့14ရက်နေ့မှာကျွန်တော်ရွှေ့လိုက်မယ်တစ်ရက်ကနားပြီးတော့2ရက်ထပ်သွားရဆိုတော့လေ14ရက်နေ့မှာကျွန်တော်ရွှေ့မယ်14ရက်နေ့မှာရွှေ့လို့ရှိရင်15ရက်နေ့မှာကျွန်တော် -11 ဖြစ်သွားမယ်အဲ့တော့16ရက်နေ့တည့်ရနားမယ်18ရက်နေ့မှာကျွန်တော်18ရက် sorry 18ရက်နေ့မှာကျွန်တော်ရွှေ့လိုက်မယ်တည့်ရနားပြီးတော့16တည့်ရနားပြီး18ရက်နေ့မှာတည့်ရနားရွှေ့လိုက်တော့18ရက်နေ့မှာကျွန်တော်တို့ -10 ဖြစ်သွားမယ်အဲ့တော့19ရက်နေ့တည့်ရနားပြီးတော့20ရက်နေ့မှာကျွန်တော်ရွှေ့လိုက်လို့ရှိရင်20ရက်နေ့မှာရွှေ့လိုက်လို့ရှိရင်21ရက်နေ့မှာကျွန်တော်တို့ -9 ဖြစ်သွားမယ်အဲ့တော့22တည့်ရနားပြီးတော့23ရက်နေ့မှာကျွန်တော်ရွှေ့လိုက်ဟုတ်ကဲ့24ရက်နေ့မှာ -8 ဖြစ်သွားပါ25ရက်နေ့တည့်ရနားပြီးတော့26ရက်နေ့မှာကျွန်တော်ရွှေ့လိုက်မယ်ဆိုလို့ရှိရင်29ရက်နေ့မှာ -7 ဖြစ်သွားမယ်28တည့်ရနားမယ်29မှာကျွန်တော်ရွှေ့မယ်အဲလိုရှိရင်30ရက်နေ့မှာကျွန်တော်တို့ -6 ဖြစ်သွားမယ်အဲ့တော့ဒီကောင်က31 July 31ဆိုတော့31ရက်နေ့တည့်ရနားပြီးတော့ကျွန်တော်1ရက်နေ့မှာကျွန်တော်ရွှေ့လိုက်1ရက်နေ့မှာရွှေ့လိုက်လို့ရှိရင်2ရက်နေ့8လ14မှာကျွန်တော်တို့နိုင်အားလုံးရွှေ့ပြီးရဖြစ်သွားမယ်ကြောက်မှ4ရက်နေ့ဆိုတော့ကျွန်တော်တို့အတွက်မိတယ်3ရက်နေ့တည့်ရက်ကျွန်တော်တို့ EC ခုတက်တာတော့နော်3ရက်နေ့တည့်ရက်ကျွန်တော်တို့ဟိုမရောက်ခင်တရက်ဟို2ရက်လုံးမှာလည်းကျွန်တော်နိုင်ရွှေ့ထားပြီးသွားပြီဒါကျွန်တော်အိတ်ထဲရောက်သွားတာပေါ့နော်အိတ်ထဲရောက်သွားတယ်နေရောက်လာဆိုလို့ရှိရင်အခုပြန်ပြီးတော့ဒါတော့ plan လုပ်တဲ့ဟာဖြစ်တဲ့အတွက် master နဲ့ကျွန်တော်တို့က master ကိုဒီဟာလေးဒီလိုမျိုးလေးပေါ့ကျွန်တော် plan လုပ်ထားတယ်ဆိုတာလေးကိုတီးပေးပြီးကျွန်တော်တို့တွေကဒါဟိုနိုင်ရွှေ့ရမှာတကယ်လို့ master သူကြားထဲမှာကျွန်တော် ET နောက်ကျပါညာ2ရက်နားပြီးရွှေ့တာလို့ဒါတွေကတော့ master ဆုံးဖြတ်မှာပေါ့ကျွန်တော်တို့ကတော့ဒါ plan လေးလုပ်ထားလိုက်ရင်ဒါလေး print ထုတ်ပြီးတော့ကျွန်တော်တို့ကြက်တွေဘက်မှာတင်ထားလိုက်လို့ရှိရင်ဘယ်သူပဲဖြစ်ဖြစ်စားဖြစ်တာအကုန်လုံးကြည့်လို့ရပါဘယ်နေ့မှနိုင်ရွှေ့မယ်estimate ပေါ့နော်ဘယ်နေ့မှနိုင်ရွှေ့မယ်ဘယ်နေ့မှနိုင်ဘယ်နိုင်ရွှေ့ပြီးသွားပြီနိုင်ရွှေ့ဖို့ဘယ်နိုင်ကြံတယ်ဒါမီးတွေကျွန်တော်အလွယ်တကူကျွန်တော်တို့ကိုချိန်လုံးကိုဖြည့်ရမလို့တော့ပေါ့ကိုမေးလို့ရှိရင်လည်းကိုကဒါလေးကြည့်ပြီးတော့ဖြည့်လို့ရတယ်ဒီတိုင်းဆိုပြန်ပြီးတော့ဟိုလက်ချိုးကြီးဒီလက်ချိုးကြီးဟိုရရွှေ့ခဲ့တာဒီရရွှေ့ခဲ့ပြီးလို့ရှိရင်ဟို pilot station တင်မောပို့ကိုရောက်ခါနေပြီနိုင်ရွှေ့ကဟိုဘယ်လိုပြောရမလဲမမီဘူးလို့ပေါ့တစ်ခါလေးကြားလို့ရှိရင်ဖြစ်တတ်တယ်ပေါ့နော်ခုလိုမျိုး plan လေးလုပ်ထားလိုက်တွေ့တဲ့ကျွန်တော်တို့အတွက်အရင်ကအဆင်ပြေသွားမှာပါအားလုံးကျေးဇူးတင်ပါတယ်